Hello မင်္ဂလာပါကျွန်တော်မွေးနေ့မှာကျွန်တော်မိန်းမကမွေးနေ့လက်ဆောင်ဒီကပ်ပြားလေးနဲ့ဘောင်းချလေးနဲ့ပေးတာကိုအားလုံးကမင်းနေကြပါတော့ဗာပေးတာလဲဗာပေးရလဲသိကျင်နေတဲ့သူတွေအတွက်ဒီနေ့အမောင်းစင်းလေးလာလုပ်ပြရင်းနဲ့ကျွန်တော်မိန်းမဗာလက်ဆောင်ပေးလဲဆိုတာလာပြတာဖြစ်ပါတယ်ဆိုတော့စလိုက်ရအောင်DJI လေးပါထဲမှာပါမယ်ဆိုတာကျွန်တော်တို့တူတူဖွင့်ကြည့်အောင်ဆိုဒီမှာတော့DJI Pocket 3ပေါ့နော်ဒါလေးတစ်ခုပါပါတယ်ဒီဝါရင် memory kit တစ်ခုပါပါတယ်ဆိုကျွန်တော်တောင်းစပြီးတော့ဖောက်ပါမယ်ဖောက်ဖို့ကတော့ခဏလေးပါဓာတ်သွားယူလာအောင်မယ်ကိုကတော့ဓာတ်မတွေ့ရတဲ့အတွက်ကကြီးပဲယူလာခဲ့လိုက်တော့တယ်ကိုကကြီးလေးနဲ့ဖောက်မယ်ပေါ့နော်ကျွန်တော်လည်းရင်ရမ်းခုံနေတယ်ထဲမှာသူတို့ကတော့ပြောတာ accessory အပြည့်စုံထည့်ပေးမှာပေါ့နော်ဒါပေမဲ့ဘာတွေပါလဲဆိုတော့ကျွန်တော်လည်းမသိသေးဘူးလည်းရှင်ခုံနေတယ်ဆိုဖောက်ကြည့်မှာပေါ့နော်ဟောတော့ plastic လေးကိုအရင်ဆုံးရနေပါအမေဇန်တို့ကတော့ညာလေးပြထားပါနဲ့ညာလေးကိုဆွဲထားလိုက်ပါပြီဆိုโอเคဒါတော့သူရဲ့စာရွက်တွေပေါ့နော်ဒါတော့နောက်ဗီဒီယိုနောက်တစ်ခုထပ်လုပ်ပေးပါမယ်။ဘာတွေလဲဆိုတာတော့ဒီသေးပါအောင်။ဆိုဒီကူကတော့ဒါပြပါမယ်။ဒါတော့သူ့ရဲ့ဘယ်ပြောမလဲ။သူ့ထည့်ဖို့အိမ်တော့ဖြစ်ဖို့များပါတယ်။ဟုတ်ပါတယ်။တော့ DJI ထည့်ဖို့အိမ်လေးဖြစ်ပါတယ်။ညလည်းကောင်းပါနဲ့ကဲစင်းနေခုံနေပါပြီတန်တန်ညလည်းကောင်းတယ်လေဆာတန်းနဲ့လောက်ထားတာDJI ဆိုတဲ့ဒီစိတ်ကလေးလည်းပါတယ်ဆိုကျွန်တော်ဖွင့်ပါနော်ဝါးမိုက်ကလေးတစ်လုံးပါမယ်ဘက်ထရီ extra တစ်ခုပါမယ်ဒီမှာ CV ချပြပါမယ်အဲဒီပါလဲဆိုတော့ဒါတော့အောက်ကနေပြီးတော့သူတို့လက်ကင်ဟိုတာပေါ့နော်ဒီမှာဆိုရင်တစ်ခုပါမယ်ဒါတော့တောက်ပါမယ်နောက်ပြီးတော့ရင်အသွင်ကြိုတစ်ခုမိုက်ကိုတက်တဲ့ဟာလေးတစ်ခုပါမယ်ပြီးတော့ရင်တော့ဒါတော့ကင်မရာရှင်းမှတက်တဲ့ဟိုစားလေးပေါ့နော်ဒါတော့တကယ် main point ဖြစ်ပါတယ်